အလုံးမင်္ဂလာပါရင်းဗီဒီယိုလေးမှာတော့ဒီပေါ့နော် 7-Eleven လိုနေရာမျိုးကနေကွန်ဘီနီကနေပေါ့နော်ပစ္စည်းဘယ်လိုပို့မလဲဆိုတဲ့အကြောင်းလေးကိုရှင်းလုပ်ပေးထားပါတယ်ဒါအမလေးတစ်ခါလေးပစ္စည်းပို့ရင်းနေပေါ့နော်ဒီဗီဒီယိုလေးလိုက်လာခဲ့တာပါအဲ့တော့အရင်ဆုံးပစ္စည်းပို့မယ်ဆိုလို့ရှိရင်ကိုပို့မယ့်ပစ္စည်းတွေကိုထုတ်မယ်ပေါ့နော်ဒီစက်ကူပုံးနဲ့ပေါ့ဒန်ဘိုးတို့နဲ့ထုတ်ပေးရမယ်ပေါ့နော်အဲ့တော့ဒန်ဘိုးတို့ယူတဲ့အခါမှာလည်းဝယ်ကြတော့မလို့ပေါ့နော်ယူလို့ရတယ်ပေါ့နော်ဒန်ဘိုးတို့ကဘယ်ကနေယူလို့ရလဲဆိုလို့ရှိရင်စူပါမားကတ်တွေမှာထားပေးထားတတ်ပါတယ်အဲ့တော့ဈေးဝယ်တဲ့အခါမှာဒီဈေးဝယ်တွေအဆင်ပြေအောင်လို့ပေါ့နော်စူပါမားကတ်တွေမှာဆိုလို့ရှိရင်ဒီဒန်ဘိုးတို့အခွန်တွေကိုထားပေးတတ်တဲ့အတွက်ကြောင့်မို့လို့အဲ့ကနေပြီးတော့မှသွားယူပေါ့နော်ကိုထဲ့မဲ့ပစ္စည်းပမာဏနဲ့စိုက်နေပေါ့နော်အဲ့ကနေသွားယူပြီးတော့မှပစ္စည်းတွေကိုအရင်ဆုံးထုတ်မယ်ပေါ့နော်ထုတ်ပြီးလို့ရှိရင်အဲ့ပစ္စည်းကိုဒါယူပင်ကျော်ကိုပို့မယ်ဆိုလဲအဲ့ကိုယူသွားမယ်ဒါမှမဟုတ်လို့ရှိရင်ကွန်မြူနီကပို့မယ်ဆိုလဲဒါ 7-Eleven လို့ပေါ့နော်ဒီလောဆန်လေးကိုအရင်ဆုံးယူသွားမယ်ပေါ့နော်အဲ့တော့ 7-Eleven ရောက်ပြီဆိုလို့ရှိရင်တော့ဒီပေါ့နော်လိပ်စာဖြည့်ဖို့တစ်ဆိုင်ရလေးသူတို့ရှီကတောင်းရမယ်ပေါ့နော်တချို့နေရာတွေကတောင်းစရာမလိုဘူးပေါ့နော်ဒီကောင်တာမှာထားပြီးသားတကယ်လို့ကိုကရှာကြည့်လို့မတွေ့လို့ရှိရင်လေသူတို့ရှီကနေတောင်းလို့ရတယ်ပေါ့နော်တောင်းတဲ့အခါမှာဆိုင်ရက်ကအမျိုးအစား2မျိုးရှိတယ်ပေါ့နော်ပထမတစ်မျိုးကကြတော့ပို့တဲ့သူကပတ်စံပေးမှာနောက်တစ်မျိုးကကြတော့ဟိုဘက်ကယူမဲ့သူကပတ်စံပေးမှာပေါ့နော်အဲ့တော့အမျိုးအစား2မျိုးရှိတယ်အဲ့တော့တခုကကြတော့ချက်ခုဘာသာကြီးပေါ့နော်ချက်ခုဘာသာကြီးဆိုလို့ရှိရင်ဟိုဘက်ကယူမဲ့သူပေါ့နော်ကိုကပစ္စည်းပို့လိုက်လို့ရှိရင်ဟိုဘက်ကယူမဲ့သူကပတ်စံချေမှာအဲ့လိုမဟုတ်ဘဲနဲ့ကိုကပို့လိုက်တဲ့သူကချေမယ်ဆိုလို့ရှိရင်မိုတိုဘာသာကြီးလို့ခေါ်တယ်ပေါ့နော်အဲ့တော့အဲ့ဆိုင်ပဲလေးကိုသူတို့ရှီကနေတောင်းမယ်ပေါ့နော်တကယ်လို့မထားထားရင်ပေါ့နော်အဲ့တော့တောင်းနည်းလေးကိုလည်းအမဒီမှာရေးပြထားတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးလေးပေါ့နော်စီမဆန်ချက်ခုဘာသာကြီးတဲ့ခရီတိုင်းဒက်စကေတို့ဒမ်ပြောတေမိုရိုင်မတ်ကာပေါ့နော်အဲ့တော့နောက်တစ်မျိုးလေးပြောလို့ရသေးတယ်ပေါ့နော်ဒါကတော့လည်းရှည်သွားတယ်ပေါ့စီမဆန်နီမိုဆိုခရီတိုင်းဒက်စကေတို့ဒမ်ပြောမတာမိုတေနာကိုတေချက်ခုဘာသာကြီးတဲ့အနေကိုင်းစတိုင်းဒက်စကေတို့မိုရိုင်မတ်ကာโอเคစာရွက်ရပြီဆိုလို့ရှိရင်တော့ဖြည့်နည်းလေးကိုပြောမယ်ပေါ့နော်အဲ့တော့ဒီစာရွက်လေးမှာအပေါ်ဆုံးမှာပေါ့နော်အပေါ်ဆုံးက2ဆိုတဲ့နေရာလေးမှာစာတိုက်နံပါတ်ထည့်မယ်ပေါ့နော်စာတိုက်နံပါတ်ကိုအရင်ဆုံးထည့်မယ်ထည့်ပြီးအောက်ကတယ်လီဖုန်းနံပါတ်ပေါ့နော်ပြီးလို့ရှိရင်ကိုပို့မဲ့သူရဲ့လိပ်စာကိုရေးမယ်ပေါ့နော်ပြီးလို့ရှိရင်ကိုဟိုဘက်ကလက်ခံမဲ့သူရဲ့နာမည်ပေါ့နော်အဲ့ဒါလေးကိုအရင်ရေးပါမယ်အဲ့တော့ဒါကနမူနာလေးပေါ့နော်စာတိုက်နံပါတ်ဖုန်းနံပါတ်လိပ်စာပေါ့နော်အဲ့ဒါအပေါ်ကဟာကိုအရင်ရေးမယ်ပေါ့နော်အပေါ်ဟာလေးပြီးလို့ရှိရင်အောက်ကကျတော့ကိုယ့်ရဲ့လိပ်စာပေါ့နော်အပေါ်မှာအဲ့တော့ပထမဆုံးဖရွန်ဆွဲနေရာမှာကိုယ့်ရဲ့စာလိုက်နံပါတ်ထည့်မယ်ပြီးရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ထည့်မယ်ပြီးရင်ကိုယ့်ရဲ့လိပ်စာထည့်ပေးမယ်ပေါ့နော်အဲ့တော့ဖုန်းနံပါတ်ကရှိရင်တော့ကောင်းတယ်ပေါ့နော်မရှိလို့ရှိရင်သူတို့ကတစ်ခါကျရင်ရစ်တာမျိုးရှိတယ်ပေါ့နော်အဲ့တော့နှစ်ယောက်လုံးမှမရှိရင်တော့မရှိတယောက်ရှိလို့ရှိရင်တယောက်ရဲ့ဖုန်းနံပါတ်ကိုထည့်ပေးလိုက်တာကောင်းတယ်ပေါ့နော်အဲ့တော့ဒါကတော့ဒီဘက်အချမ်းကလိပ်စာဖြည့်ရနေလေးပေါ့နော်လိပ်စာဖြည့်ပြီးလို့ရှိရင်ဟိုဘက်မှာကိုကပို့စီခြင်းတဲ့အချိန်တွေရက်တွေကိုညှိဟွာပေါ့လုပ်လို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ခီဘိုးပေါ့နော်ဘယ်နည်းကိုရောက်စီခြင်းလဲပေါ့ဟိုဘက်ကလူကဥမာထားပါတော့ကိုကဘယ်နေ့လပိုင်းဘယ်နေ့ရက်နေ့မှာရောက်စီခြင်းပါတယ်ဆိုရင်အဲ့ဒီလာရက်ကိုရေးလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်အချိန်ကိုလည်းလုပ်လို့ရတယ်ပေါ့နော်အချိန်ကကြတော့ဒီဘက်မှာပေါ့နော်အမမနက်ပိုင်းလားနေ့လယ်မှာ14နာရီကနေ16ရက်ကနေ18ကနေ20 19ကနေ21ဆိုပြီးရွေးလို့ရတယ်ပေါ့နော်ရွေးပြီးသွားလို့ရှိရင်ဒီအလဲကွက်မှာကြတော့ကိုယ့်ရဲ့ပစ္စည်းပေါ့နော်ကိုပို့တဲ့ပစ္စည်းကိုရေးပေးရမယ်ပေါ့ဘာတွေကိုအဓိကပို့ရမလဲပေါ့နော်ဥပမာဆိုရင်အဝိဆိုရင်ဖူကူဆိုဖူကူဒါပဲမို့လို့ပေါ့နော်အဲ့မှာတို့ကမေးလိုက်မယ်ပေါ့နာမမို့လို့တွေပါလားဆိုပြီးတော့ပေါ့နော်ပြီးတော့ဝါရဲမို့လို့ဆိုကွဲရတယ်ပဲပါလားပေါ့နော်အဲ့ဒါကိုတေချာဖြည့်ပေးရမယ်ပေါ့နော်အဲ့တော့ဘာတွေပါလဲဆိုအောင်တေချာဖြည့်ပေးပေါ့နော်အမကတော့ဒီနေ့ကအဝိပဲပို့မှာပေါ့နော်အဝိပဲပို့မှာဆိုတော့ဖူကူလိုပဲဒီမှာရေးထားတယ်ပေါ့နော်ပြီးလို့ရှိရင်ဒါအကုန်ဖြည့်ပြီးသွားပြီဆိုလို့ရှိရင်ဒါတို့ကိုပေးလိုက်ရုံပဲပေါ့နော်ဒါတို့ကနေပြီးတော့မှကောင်တာမှာတိုင်းမယ်ပေါ့နော်တိုင်းပြီးလို့ရှိရင်ပစံတွက်ပေးတယ်ပေါ့နော်โอเคဒီမှာဆိုရင်တော့1250ကျတယ်ပေါ့နော်အဲ့တော့အမကတော့ဒီဘက်ကမိုတိုဘာတိုင်းခါမိဖြစ်တဲ့အတွက်ဒီဘက်ကပေးလိုက်မှာပေါ့နော်အဲ့တော့ဒါကတော့ဒီပစ္စည်းပို့တဲ့နည်းလေးကိုရှင်းလုပ်ပေးတာဖြစ်ပါတယ်